laptop သုံးတဲ့သူတိုင်းလို့ခေါင်းနဲ့ရောက်ဖူးကြမှာပါအားသွင်းချို့ကိုအမြဲတတ်ထားရင်ကောင်းလားမကောင်းဘူးလားဆိုတဲ့မေးခွန်းပေါ့အဲ့ဒီအလေးချင်းကကိုယ့်ရဲ့ battery ကိုတဖြည်းဖြည်းနဲ့ဒုက္ခပေးနေသလားဆိုတဲ့ဆိုရင်စိတ်လူတိုင်းဒီပါမှာရှိကြတယ်ကဲဒီနေ့တော့အဲ့ဒီအကြောင်းကိုပဲတေးသေးချာချာလေးအဖြေရှာကြည့်ကြရအောင်ဟုတ်ပြီဒါဆိုအကိကမေးခွန်းကဒါပါပဲ laptop ကိုအမြဲတမ်းအားသွင်းချို့တတ်ထားတာက battery တက်တန်းကိုတကယ်ပဲပျက်စီးစေသလားလူတော်မဲမဲထင်ထားသလိုမျိုးဟုတ်မဟုတ်ဆိုတော့အဖြေရိုးရိုးလေးတော့မဟုတ်ပါဘူးအဖြေကနည်းနည်းလေးပို့ပြီးတော့ရှုပ်ထွေးပါပဲကဲအမြဲတမ်းအားသွင်းချို့တက်ထားရင်ဘာဖြစ်မလဲတိုင်းအဖြေပြရရင်တော့လေအားသွင်းချို့ကိုအမြဲတက်ထားတာနဲ့တင် battery ကချက်ချင်းကြီးပျက်စီးသွားတာမျိုးတော့မဟုတ်ပါဘူးဒါပေမဲ့ရေရှည်မှာတော့သူ့ရဲ့တက်တန်းကိုတဖြည်းဖြည်းနဲ့တိုးသွားစေနိုင်တာတော့အမှန်ပါပဲဒါပေမဲ့အန်ဆော့ဆရာကောင်းတာကဘာလဲဆိုတော့လေလူတဲ့အကြောက်ဆုံးဖြစ်တဲ့ overcharging ဆိုတာကြီးအားလွန်ကျွံတွဲမိပြီး battery ပေါက်ကွဲသွားမှာတော့ဘာလို့အဲ့ဒါကတကယ်တော့တန်တိုင်းတစ်ခုလိုပါပဲအခုခေတ် laptop တွေမှာအဲ့ဒီအတွက်လုံးဝစိတ်ပူစရာမလိုတော့ပါဘူးဘာလို့လဲဆိုတော့အခုနောက်ပိုင်း laptop တွေမှာ protection circuit ဆိုတဲ့အကာအကွယ်ပေးတဲ့စနစ်တစ်ခုပါလာလို့ပါပဲသူ့လောကပါလဲဆိုရင် battery အားတရားရခိုင်နှုန်းပြည့်သွားတာနဲ့ဖြတ်ခနဲ့ပဲအားသွင်းတဲ့လုပ်ငန်းစဉ်ကိုအလိုလျောက်ချက်ချင်းရပ်ပစ်လိုက်တာပါဆိုတော့အားဒီအရန်ဝင်ပြီးတော့ battery ကြီးဖောင်းလာမှာတော့ပောက်ခွဲသွားမှာတော့ဆိုတော့စိုးရင်စိုက်တွေကလည်းအဲ့နာတွေကဟိုးရင်ခေထောင်ကနီးပညာတွေအတွက်ပဲဖြစ်နိုင်ခဲ့တာပါအခုခေတ်မှာတော့အဲ့လိုဖြစ်ဖို့ကလက်တွေ့မှာလုံးဝမဖြစ်နိုင်တဲ့လောက်ပါပဲတကယ်တမ်းအားတရားရတဲ့နှုန်းပြည့်သွားရင်ဘာဖြစ်သွားလဲဆိုတော့လေ laptop က battery စီကအားကိုယူမတုံးတော့ဘူးသူက battery ကိုကြော်ပြီးတော့အားသွင်းကြိုးကလာတဲ့ power ကိုတိုင်းရိုက်ဆွဲသုံးပြီးတော့လုံးတော့တာပြောရရင် battery ကအဲ့ဒီချိန်မှာအေးဆေးဆေးအနားယူနေတဲ့သဘောပါပဲကဲဟုတ်ပြီ overcharging ကတရားခံမဟုတ်ဘူးဆိုရင်တကယ်ပြဿနာအစစ်ကဘာလဲဘသူတွေလဲအမှန်တော့လေ laptop battery ကိုတကယ်တမ်းတဖြည်းဖြည်းပျက်စီးစေနေတဲ့ရန်သူအစစ်ကနှစ်ယောက်တော့ရှိပါတယ်ပထမတစ်ယောက်ကတော့အပူချင်းဟီပါဒါကတော့ battery ရဲ့အတွက်နံပါတ်1ရန်သူပဲအစိတ်လို့တောင်ပြောလို့ရတယ်ဒုတိယတစ်ယောက်ကတော့ voltage stress လို့ခေါ်တဲ့ VAR ပါအဲ့ဒါကိုဘယ်လိုမြင်အောင်ကြည့်လို့ရလဲဆိုရင်လူတစ်ယောက်ကိုမတက်ရက်ပြီးအချင်းပြည့်တောင်းထားခိုင်းတယ်လို့မျိုးပဲအားပြည့် 100% မှာအမြဲထားတာက battery cell လေးတွေကိုအမြဲတမ်းဖျားပေးထားတယ်လို့ဖြစ်ပြီးသူတို့ကိုအယမ်းပင်ပန်းနေတာပေါ့ဒီနှစ်ခုထဲမှာအဓိကမှတ်ထားမှာကအပူချိန်ဟာ battery ပျက်စီးခြင်းအဓိကတရားခံဆိုတာပါပဲတကယ်ကိုအကြီးမားဆုံးရန်သူပါ laptop ကိုအားသွင်းကြိုးအမြဲတက်ထားတဲ့အခါစက်ကပူလာတယ်လေအဲ့ဒီအပူချိန်ကပဲ lithium ion cell တွေကိုတဖြည်းဖြည်းနဲ့အသေးတက်နေတာနဲ့ဘာမှမချပါဘူးအဲ့တော့ battery အကောင်းဆုံးအားသားဆုံးခြေနေ sweet spot ပေါ့အဲ့ဒါကဘယ်လောက်လဲအဖြေကတော့40%နဲ့80%ကြားမှထားတာပါပဲအဲ့ဒီ zone က battery အတွက်အနားယူဆုံးလို့ပဲဒီကြားထဲမှာဆိုရင်သူကဖိအားအနည်းဆုံးနဲ့ ACC အသက်ရှည်ရှည်နေနိုင်ပါတယ် 0% အထိအားကုန်သွားတာလို့ 100% အပြည့်အမြဲဖြစ်နေတာတော့ကကျလို့သူ့ကိုအလို့အရန်ခိုင်းနေတယ်လို့ဖြစ်နေတာပေါ့ကဲပြဿနာကိုလည်းသိပြီတကယ်ရန်သူကိုလည်းသိပြီဆိုတော့ဖြည့်ရှင်းလေးတွေကိုကြည့်ကြအောင်ဒီအပူချိန်နဲ့ voltage stress ကိုဘယ်လိုတိုက်ဖြတ်ပြီးကိုယ် battery ရဲ့တက်တန်းကိုပိုပြီးရှေ့အောင်လုပ်လို့ရမလဲဆိုတော့ရုပ်ရှင်ပြီးလက်တွေ့ကြတဲ့နီလန်ကောင်းလို့ရရှိပါတယ် battery တက်တန်းကိုကာကွယ်ဖို့အတွက်မှားရလွယ်တဲ့အဓိကအဆင့်3ဆင့်ပဲရှိပါတယ်ပထမတစ်ခုက battery limiter အထုံးပဲဒုတိယကတော့တစ်ပတ်တစ်ခါလောက်အားကိုပြန်ပြီး short ထုံးပေးမယ်နောက်ဆုံးတစ်ခုကတော့အပူချိန်ကိုတိတိကျကျထိန်းမယ်ဒီလေ့ကျင့်လေးတွေက battery ကျန်းမာရေးကိုတိတိတသာကောင်းလာစေမှာသိချပါတယ်ပထမဆုံးနီလန် battery limiter တုံးတာကိုရင်ပြောအောင်ဒါ software feature တစ်ခုပါအခုခေတ် laptop တွေဖြစ်တဲ့ Dell, HP, Asus, Lenovo လို brand တွေမှာဒီ feature ကပါလာပြီးသားပါသူ့ကို setting ထဲမှာဝင်ပြီးဖွင့်ထားလိုက်ရုံပဲဒါဆိုသူကအားသွင်းတာကို80%လောက်ရောက်ရင်အလိုလျောက်ရပ်ပေးလိုက်မယ်အဲ့ဒီတော့အားသွင်းကြတဲ့ထိုင်းတောင် high voltage stress တန်ကောနဲ့လုံးဝကင်းဝေးသွားလာပေါ့ဒုတိယအလေးချိန်တာတော့ battery ကိုတစ်ခါတလေအလုတ်ပြန်လုတ်ခိုင်းတာပါပဲအလေးချိန်ကလုတ်ခိုင်းတယ်လို့ပေါ့တပတ်လုံးအားသွင်းကြအမြဲတတ်ထားတဲ့ဆိုရင်တောင်အနည်းဆုံးတစ်ပတ်မှာတရက်လောက်တော့အားသွင်းကြကိုဖြုတ်ပြီးတော့ battery အားကို20%လောက်အထိကျအောင်သုံးပေးလိုက်ပါအဲ့လိုလုပ်ပေးတာက battery cell တွေကိုပြန်ပြီးလှုပ်ရှားဖြစ်စေပြီးတော့သူ့ရဲ့ system ကိုပြန်ပြီးချိန်ကြီးဖြစ်ရလဲရောက်ပါတယ်နောက်ဆုံးနဲ့အရေးကြီးဆုံးအချက်အပူချိန်ကိုထိန်းတာပါဒါတော့အရန်ကိုရိုးရှင်းပါတယ်လက်တော့ပတ်လက်မှာလီဝင်လေးထွက်ကောင်းအောင်ထားပေးပါအထူးသဖြင့်အောက်ခြေကလေပေါက်တွေကိုဘာနဲ့မှတော့မပေးမိပါစနဲ့ဆိုဖာပေါ်အိယာပေါ်လို့ပျော်ပြောင်းတဲ့နေရာတွေပေါ်တင်ထုံးတာမျိုးကိုရှောင်ပါအဲ့လိုနေရာတွေကအပူကိုအောင်စေပြီး battery ကိုအမြန်ဆုံးပျက်စီးစေအဓိကအကြောင်းရင်းတွေကတခုပါပဲကဲအားလုံးကိုပြန်ပြီးတော့ခြုံငုံသုံးသပ်ကြည့်ရအောင်အခုပြောခဲ့တာတွေကိုအနေချုပ်အနေနဲ့ဘလို့အချိန်မျိုးမှာအာသင်ကျွတ်တက်ထားလို့ရလဲဘလို့အချိန်မျိုးမှာတော့တတိထားတဲ့လဲဆိုတာကိုရှင်းရှင်းလင်းလင်းလေးအကြံပြုချက်အနေနဲ့ပြောပြသွားပါမယ်
ဒါဆိုဘယ်အချိန်မှာအာသွင်းကြိုးတက်ထားပြီးဘယ်အချိန်မှာဖြုတ်ထားတင်လဲဆိုတဲ့မိခွန်းအတွက်လက်တွေ့ကြတဲ့စီးမြင်လေးတစ်ခုပေးပါမယ်။ Video editing လုပ်တာတို့ gaming ဆိုတာလိုမျိုးစက်ကို performance အမြင့်ကြီးသုံးရတဲ့အလုပ်တွေလုပ်တဲ့အခါမျိုးမှာတော့အာသွင်းကြိုးကိုတက်ထားလိုက်ပါ။အဲ့ဒါကပိုကောင်းပါတယ်။ဒါပေမဲ့ web browsing လုပ်တာစာရေးတာလိုမျိုးပုံမှန်နေ့စဉ်သုံးတဲ့ပပအလုပ်တွေအတွက်ဆိုရင်တော့အာသွင်းကြိုးကိုဖြုတ်ပြီးဘက်ထရီအားကို40-80ရာခိုင်နှုန်းကြာမှပဲထားသုံးတာကအကောင်းဆုံးပါပဲ။ ကဲနောက်ဆုံးအနေနဲ့ဒီမေကုန်းလေးနဲ့ပဲအဆုံးသတ်ပါစေကို laptop ရဲ့ battery သက်တမ်းကိုနေ့နဲ့ချီပြီးပိုရှည်ကြအောင်လုပ်ပေးနိုင်မယ့် setting လေးတစ်ခုကိုပြောင်းဖို့အချိန်မိနစ်ပိုင်းပဲပေးရမှာဆိုရင်အခုချက်ချင်းလုပ်ကြည့်ဖို့အဆင်သင့်ဖြစ်ပြီလားကို laptop ရဲ့ battery health setting ကိုအခုပဲတစ်ချက်လောက်ဝင်စစ်ဆေးကြည့်ပြီးတော့ဒီနေ့သိလိုက်ရတဲ့အချက်လက်တွေကိုလက်တွေ့အသုံးချကြည့်လိုက်ကြပါဦး